7 step ဒီဗီဒီယိုထဲမှာကျွန်တော်ပြောပြမယ် okay ခင်ဗျာယူရိုပန်နေတာဆိုရင် that's going to be for you if not then that everyone cheating နဲ့ဘယ်လိုမျိုး war ဖြစ်ဘယ်လိုမျိုးကိုဘယ်လို secure လုပ်ရမလဲနံပါတ်1ကပါလဲဆိုတော့2လနဲ့3လကြည့်ဒီကိုယ့်ရဲ့အခန်းထဲမှာ stock နှုန်းထဲမှာ basement ထဲမှာ stock up လုပ်ထားရမယ်အေးကိုပါစားတာပဲဖြစ်ဖြစ် okay ကိုကအခုကိုစံနေစားတွေစီလေ3လတိ stock up လုပ်ပြီးတော့ထားတာမယ်နံပါတ်1ကဈေးတက်မှုရှိနံပါတ်2က you going to be well prepared အဲ့ဒီ war အတွက်နံပါတ်2အချက်ကကိုကနေပြီးတော့torch တွေဖျောင်းနိုင်တဲ့အကုန်လုံးဆောင်ထားမယ်အခုနံပါတ်ဟိုမှာကူဝိတ်ကနေပြီးတော့1 pound $1.50 စီကနေပြီးတော့$85ကိုဝုန်းဆိုပြီးတက်သွားတယ်စီသေးကအသေးတက်မှုရှိရ meaning စီတွေကနေပြီးတော့လုံးဝစီရ shortage ဖြစ်မှုရှိတဲ့အတွက် gas တွေ electric တွေအကုန်လုံးစီရနေပြီးတော့လာတဲ့အတွက်ကို we going to be well prepared လုပ်ရမယ်ဘယ်လို well prepared လုပ်မှာဆိုတော့ကိုကဖျောင်းနိုင်အောင်ကိုအိမ်မှာ stock up လုပ်ထားရမယ်ဖျောင်းနိုင်torch တွေကို stock up လုပ်ထားမယ် battery pack တွေကို stock up လုပ်ထားမယ်ဘာလို့ဆိုတော့ Europe မှာမီးတွေပါတယ်နဲ့ problem ဖြစ်မှုရှိတယ် mean potential ရှိတယ်မီးတွေပါတယ်ပြတ်မှုအတွက်နံပါတ်3ကဘာလဲဆိုတော့ energy ကိုကစားမယ်တောက်မယ်ဆိုတဲ့ဟာအဲ့တော့ကိုအိမ်မှာကိုချက်မို့စားမို့တောက်မို့ electric portable မီးပိုတွေရှိရမယ်ချာကိုမီးပိုတွေရှိရမယ်ပြီးတော့ရေနံစီမီးပိုတွေရှိရမယ်အဲ့ဒါတွေကိုကစားမို့တောက်မို့ဟိုလုံးမို့တော့ဘာလို့လဲမီးပြတ်သွားရင် electric ပြတ်သွားမယ် gas ပြတ်သွားရင်ကိုမှချာကို at least ရှိရချာကိုကို warm လုပ်ပြီးမှ Europe ကအရန်အေးတယ် Europe တည့်ရတိုင်းပဲအရန်အေးတဲ့ဆိုချာကိုကနေ warm ဖြစ်မယ် electric ကနေဟိုရေနံစီမီးပိုအော်ချာကိုမီးပိုတွေနဲ့ဟိုမုတ်တွေချက်ပြီးစားလို့ရမီးတွေးတွေအိမ်မှာ stock up လုပ်ထားရမယ်ရေနံစီမီးပိုတွေ stock up လုပ်ထားအဲ့ဒါတွေကိုတော့ portable ဖြစ်ရမယ်ကိုတဲချင်တဲ့အချိန်ကိုတဲဝါပြီးတော့အဲ့လိုမှားပြီးတော့ဟိုဘက်ဒီဘက်ရွှေ့လို့ရအောင်ကိုက underground နဲ့တွားမှာလား basement နဲ့တွားမှာလား okay ဘယ်နေရာပဲတွားတဲ့နေရာမှာကိုအဲ့လို portable ဖြစ်ရမယ် okay နံပါတ်4ကပါလဲဆိုတော့ communication အခုခေတ်မှာ communication က key ပဲ communication အတွက်လူတွေပတ်စံပေးတယ် data အတွက် billions of the pounds ပေးတယ်လူတွေက communication ဘယ်လိုရမှာလဲဆိုတော့ no wifi no communication wifi မရှိတော့ဘူးဆိုရင်ဟို social media access လုပ်လို့မရတော့ wifi down ဖြစ်သွားပြီဆိုရင်အဲ့တော့ကို communication အတွက် radio ကိုစောင့်ထားရမယ် radio က old school radio ကနေပြီးတော့ minimum information တွေရမို့တော့အကလုံး everything က bang everything ကပိတ်သွားပြီ okay မင်းတို့ east မှာပိတ်သွား Europe မှာပိတ်သွားပြီဆိုရင် radio ကနေပြီးတော့ information တွေကိုယူမို့တော့ radio စောင့်သားမယ်ဒါနံပါတ်4အချက်နံပါတ်5 first aid kit အိမ်မှာထားတာစောင့်တာ okay အဲ့လိုနည်းနည်းပါပို့ပြီးတော့ဝယ်တာအကဲတစ်ခုဖြစ်သွားတယ် radiation ဖြစ်သွားတာဖြစ်ဖြစ် cut ဖြစ်သွားတာပဲဖြစ်ဖြစ်တစ်ခုခုဆို plaster ပိတ်ဖို့ okay ပတီးစီမို့ or like အဲ့မှာဆေးတွေပါနဲ့ spray တွေပါနဲ့အကုန်လုံးဟိုလောက် first aid တွေကိုအိမ်မှာစောင့်တာအဲ့ဒါနံပါတ်5နံပါတ်6ကပါလဲဆိုတော့ radiation လာရင်အဲ့တော့ကိုအိမ်ကို radiation လာမို့တော့ radiation ကို reduce လုပ်မို့တော့ the best thing is plant day it could be a snake plant နဲ့ဖြစ်နိုင်တယ် it could be aloe vera plant နဲ့ဖြစ်နိုင်တယ် these plant တွေက energy ကို radiation ကို absorb လုပ်မို့တော့ကောင်းတယ် radiation ကိုအိမ်မှာကိုယ့်ရဲ့ဟာကိုအကုန်လုံးပိတ်ပြီးနေတယ်ကိုယ့်ရဲ့မှာ radiation ညာဖြစ်နေကိုနေလို့မရတော့အဲ့ချိန်ကျဒီ plant တွေက help လုပ်မယ်ကိုယ့်ရဲ့ oxygen level ကိုတေးတေးချ clean လုပ်ပေးမို့တော့ these are really good okay snake plant okay aloe vera plant or not too ရှိသေးတယ်အဲ့ဒါတွေ research လုပ်အဲ့ဒါတွေက help လုပ်မယ်ကိုဟိုလုံးမတော့ okay last but not least number 7က that tape တွေကိုအိမ်မှာ tape တွေကိုဆောင်းထားမယ် it could be a duct tape ဖြစ်နိုင်တယ် okay gorilla tape ဖြစ်နိုင်တယ်အဲ့ဒါတွေ strong ဖြစ်တဲ့ tape တွေ in case window တွေဒီ back window တွေတကားတွေ window တွေအကုန်လုံး in case ကွာ steel လုပ်ချင်အဲ့ဒါတွေအကုန်လုံးဆောင်းထားရမယ် okay နံပါတ်9ချက်ရှိတယ်နံပါတ်1ကဘာလဲဆိုတော့okay နံပါတ်1က2 to 3 months food တွေ stock up လုပ်ထားရမယ် okay နံပါတ်2ကကိုကနေပြီးတော့ portable battery တွေ portable battery pack တွေအကုန်လုံးရှိရမယ်နံပါတ်3ကပါလဲဆိုတော့ portable ဟိုချာကိုရှိရမယ်မီးတွေးရှိရမယ်မီးတွေးလို့ရေတံစီမီးဘူတော့ကိုအပူပေးမို့ okay ကို heat လဲရမယ်မီးတွေးရနေပြီးတော့ကိုမုတ်စားခြင်းချက်ချင်တဲ့ကိုချက်လို့ရမယ်နံပါတ်4ကပါလဲဆို communication old radio လို့တဲ့ radio ကနေပြီးတော့ minimum communication ရမို့တော့နံပါတ်5ကကိုကနေပြီးတော့ first aid kit တွေကိုဆောင်းထားရမယ်အဲ့တခုဖြစ်တယ်ဆိုရင်နံပါတ်6ကကိုက make sure လို့ကိုအိမ်မှာ plant နေရှိမို့တော့ radiation reduce လုပ်မို့တော့ snake plant တို့ဟို aloe vera plant တို့ last but not least နံပါတ်9ကကိုက make sure လို့ကို